ဆိုနောက်ဆုံးနှစ်တစ်ခုကဘာလဲဆိုတော့သူကကြာတာပရိချိုဒီအလာဘောတက်ခက်နှစ်ဖြစ်တယ်အလာဘောတက်ခက်ကဘာဖြစ်မလဲလက်လက်ပါပိတ်တာတွေစီးပွားရေးပိတ်ခါတွေပိတ်တာတွေရကြရှိရမရတာတွေပေးကြရှိရတွေမပေးနိုင်တာတွေအရင်လိုမျိုးမဟုတ်ပဲနဲ့ပေါ့နော်ရောင်းအားဝယ်အားစီးပွားရေးတွေကြတာတွေငွေဝင်နှေးတာတွေဖြစ်တတ်တယ်နောက်ပြီးတော့နောက်တစ်ခုကဒီကြာတာပရိချိုဒီအလာဘောတက်ခက်နှစ်ဒီအင်္ဂါသားသမီးတွေအတွက်ကလေးဝင်ဖုံပြီးဖြစ်တယ်ကျမ်းမာရေးချူချမယ်နော်ကြာတာပရိချိုနော်ဒီအလာဘောတက်ခက်နှစ်မှာဆိုလို့ရှိရင်ဘာဖြစ်တတ်လဲဆိုလို့ရှိရင်ဒီဖြတ်သားလေးဖြန်းတာနော်ဖြစ်တတ်တယ်ချက်တော့လက်ထောက်တွေမသွားနိုင်မလာနိုင်တာတွေဘောနော်အမျိုးပေါ့အက်ဆီဒင့်ဖြစ်တာတွေကျိုးတာတွေဘာတွေပေါ့ဖြစ်တတ်တယ်နောက်တစ်ခုကသူကဘုံမီလည်းဖြစ်နေတယ်လေးဝင်ဘုံမီလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တချောင်ချောင်နဲ့ကျမ်းမာရေးဖြစ်တတ်တယ်နော်အဲ့နှစ်တရားဘယ်နှစ်လဲဆိုတော့4နှစ်12နှစ်20 28 36 44 52 60 68 86အဲ့ဒီနှစ်အပိုင်းခြားတွေမှာကြာတာပရိချိုအလာဘောတက်ခက်ကဲဒဏ်တွေကိုခံရမယ်လေးဝင်ဘုံမီရဲ့ဒဏ်တွေကိုလည်းခံရမယ်သူကနှစ်ခုနော်နှစ်ခုဖြစ်တယ်နော်နှစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့အပြင်မိတ်ကတော့ကောင်းမယ်ဘာလို့ဆိုတော့သူဒီအင်္ဂါသားသမီးဒီကြာတာပရိချိုတက်ခက်ရောက်တဲ့အတွက်ပေါ့နော်အလာဘောတက်ခက်နှစ်ဆိုတော့ညာလဲပဲသူဒီအပြင်မိတ်ကတော့အားကောင်းမယ်မိတ်ဆွေပေါင်းသင်းဘာညာရဲ့အကူအညီမဆမှုတွေတော့ရမှာပေါ့နော်အဲ့တော့ဆရာမပြောချင်တာကအဲ့တော့ဒီအင်္ဂါသားသမီးတွေဒီ4နှစ်12နှစ်20 28 36 44 52 60 68 86တွေမှာဘာတွေဆင်ခြင်သတိထားရမလဲဆိုလို့ရှိရင်အသွားလာတွေမှာခယူးဆိုင်ပါနော်နောက်ပြီးတော့ဈေးရောင်းဈေးဝယ်တွေမှာလည်းမတိုးချဲ့ပါနဲ့လုပ်ငန်းတွေလည်းမတိုးချဲ့ပါနဲ့ငကိုမူလအတိုင်းပဲအသာလေးမှေးထားပါလို့ပဲဆရာမပြောချင်တယ်ကျမ်းမာရေးအရာဆိုလို့ရှိရင်ဆေးမဲ့စုဆေးမဲ့တို့ဖြစ်တဲ့ကြောင့်မို့စိတ်ရှည်ပါနော်နောက်ပြီးတဲ့ခါကျလို့ရှိရင်တတိနားလေတဲ့ပေါ့နော်ဆရာသမားတွေနဲ့နော်ပြပါဘောနော်ကိုယ့်ရဲ့မိမိရဲ့ကံကြမ္မာစာတာကိုသေချာစစ်ဆေးပါစောင့်ရန်ရှောင်းရန်လှုပ်တဲ့ရေရတွေကိုအသေးစိတ်ဆရာသမားတွေကိုမေးပြီးတော့မှလှုပ်ပါဘောနော်ဆရာမဆိုရင်တော့ဒီဘောနော်ဒီအင်္ဂါသားသမီးတွေဒီအလာဘောနှစ်ဘုံမိနှစ်မှာဆိုရင်ဆရာမဆိုရှင်နဝင်းစီးပေးတယ်ကိုစားကိုပွားပြစ်ပေးတယ်နော်ကန်စာတာမြင့်စေတဲ့ရေရတွေဆရာမကလှုပ်ပေးတယ်ကိုယ်တိုင်ကိုကြပေါ့နော်အဲ့တော့ကိုဘာသာကိုမိမိဘာသာမိမိပဲလုပ်မယ်ဆိုလို့ရှိရင်တော့နော်မိမိပေါ့နော်မိမိရဲ့မွေးနံထောက်ပေါ့နော်ဟိုဇေဒီကိုသွားရမယ်ဇေဒီတဆူရဲ့ပေါ့နော်မိမိရဲ့မွေးနံထောက်မှာအင်္ဂါနံထောက်မှာတဲ့တကွန်ကုတ်ကားတစ်စုံတဲ့နော်ပန်းရည်ချမ်းစီမီလှူပေးရမယ်တဲ့နော်တကွန်ကုတ်ကားတစ်စုံပန်းရည်ချမ်းစီမီလှူပေးရမယ်မိမိရဲ့မွေးနေအင်္ဂါသားသမီးတွေ9နာရီကနေ10နာရီခွဲမှာလှူပေးရမှာနော်အဲ့တော့နောက်တစ်ခုကဘာတွေရေရလုံးတင်လဲဆိုလို့ရှိရင်ပေါ့နော်ခြီလက်မတန်တဲ့သူတွေကိုတောင်မွေးလှူတာတွေခြိုင်းတောက်လှူတာတွေလုပ်ပေးရမယ်ပြီးလို့ရှိရင်မွေးစားကလေးတွေကိုအနီးလှူပေးတာနော်ပေါင်နာလက်ဆောင်ပေးတာတွေလုပ်ပေးရမယ်သူကမသွားနိုင်မလာနိုင်တဲ့သူတွေကိုကိုကကဲတင်ချင်းအဖြစ်ဒီကံရဲ့အကျိုးကိုကိုကပြန်ခံစားရမယ်ကိုကကျမ်းမာလာမယ်ကောင်းလာမယ်အဲ့သဘောပေါ့နော်ဒါကံဆိုတာအလုပ်ပဲလေနော်နောက်ပြီးတော့ပန့်တကူပြစ်ကမယ်ကိုကစီးပွားလက်လာပါပိတ်နေတဲ့အတွက်ကြောင့်မို့လို့ကိုကပန့်တကူပြစ်ပေးခြင်းအဖြစ်နော်ကိုပန့်တကူပြစ်လိုက်လို့ကောက်ရသွားတဲ့သူတွေရဲ့ပျော်ရွှင်မှုဝမ်းသာမှုတွေရဲ့အကျိုးကျေးဇူးကိုကိုကပြန်ခံစားရမယ်အဲ့တော့ဒီအင်္ဂါသားသမီးတွေ4နှစ်10 12နှစ်20 28 36 44 52 60 68 86မှာအထူးဂယူးဆိုင်ပါနော်အလာဘောတက်ခက်ကဲဒဏ်လဲခံရမယ်လေးဝင်ဘုံကြီးရဲ့ဒဏ်လဲခံရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုတင်ပြင်ဆင်ကာကွယ်ထားပါနော်အဲ့တော့အခုဆရာမဟောပေးလိုက်တာအင်္ဂါသားသမီးအတွက်ပေါ့နော်အာရတော့အင်္ဂါတက်ခတ်နှစ်ဘောအာရအင်္ဂါကျိုးအာရတော့တက်ခတ်နှစ်ဟောပေးလိုက်ပြီးအချွေရမယ်ကြီးနှစ်နော်တနှစ်9နှစ်19 25 33 41 49 59 65 83ဒါသည်အာရတော့နော်အချွေရမယ်ချင်းပေါ့နော်အချွေရမယ်ချင်းရဝေးမြေချအမှုခင်းပေါ့နော်စိတ်လေးစိတ်လွင့်စိတ်ပြန်လွင့်ဒါဟောပေးလိုက်ပြီးနောက်တစ်ခါ2နှစ်10နှစ်18နှစ်26 34 42 50 58 66 84မှာကြတော့ဒါဒုက္ခတက်ခက်စိတ်ပန်းလူပန်းအနာဖြစ်အနာပေါက်ဟုတ်လားနော်ပေါ့နော်အရင်ပဲရပြီးအမျက်များတဲ့နှစ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒါဆရာမဟောပေးလိုက်ပြီးနောက်တစ်ခါအင်္ဂါသားသမီးတွေရဲ့စနေဂျူကဘာလဲဆိုရင်3နှစ်ဒါနေတာပေါ့နော်စနေနေတာတက်ခဲ3နှစ်17နှစ်19 29 35 43 51 59 69 85နော်အမှုအခင်းအချုပ်အနှောင်စိတ်ယုံစေးကံမတော်တဆအက်ဆီဒင့်ခရီးဝေးအုပ်စုကွဲ
ခယူဝေးသွားဆင်ခြင်းအုပ်စုကွဲအိမ်တောင်ကွဲအဲ့ချစ်သူကွဲနော်လူကြီးမိဘဆရာသမားတွေကျမ်းမာရေးညံ့ဆိုတဲ့ဟာကိုဆရာမဟောပေးလိုက်တယ်နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်အင်္ဂါသားသမီးတွေလေးဝင်ဘုံမီနှစ်လည်းဖြစ်တယ်အလာဘောနှစ်လည်းအလာဘောတက်ခတ်ပေါ့နော်လဲဖြစ်တယ်တာတာလေးကျူပေါ့နော်ရောက်တဲ့ချိန်က4နှစ်12နှစ်20 28 36 44 52 60 68 86တီအထူးဂူယူဆိုင်ရတော့မယ်။ तू ကလေးဝင်ဘုံမီနဲ့အလာဘောကောစီဝါရီရောကျမ်းမာရီရော तू ကဖြစ်တာเนาะနှစ်ခုလုံးစီဝါရီရောကျမ်းမာရီရောစီဝါရီကြမယ်ကျမ်းမာရီရလည်းဖြစ်မယ်ဆိုတော့ဒီဟာတော်တော်သတိထားမယ်နှစ်ဖြစ်တယ်ပေါ့နော်။ကဲအဲ့တော့ဆီယာမကတော့ဒါတည်တဲ့နှစ်တွေကိုပြောလိုက်ပြီ။အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ကာကွယ်ထားမယ်ကြိုတင်ပြီးတော့မှလှုပ်တဲ့ရေရာတွေလုံမယ်တက်တိနားလည်းတဲ့ဆရာတွေနဲ့မေးမြန်းဆွေးနွေးမယ်ဖြစ်လာပြီးမှလှုပ်တာထက်မဖြစ်ခင်ကိုကြိုတင်ပြီးဆရာမတို့ကကာကွယ်ထားမယ်ကိုစောက်ရှောက်မယ်ကာကွယ်မယ်ဆိုရင်ဒီအညံ့တွေကနေပြီးတော့မှတတ်တာနိုင်တယ်လွတ်ကင်းနိုင်တယ်ကြိုပြီးတော့မှကာကွယ်နိုင်ရင်လွတ်ကင်းတယ်ဖြစ်ပြီးတော့မှရရလုပ်မယ်ဆိုရင်တက်တာယုံလေးပဲရှိမယ်เนาะအဲ့တော့မိမိကိုချစ်ပါမိမိရဲ့ကံကြမ္မာစာတာကိုပေါ့နော်တစ်နှစ်တစ်ခါစစ်ပါเนาะတက်တိနားလေတဲ့ဆရာတွေနဲ့မေးမြန်းဆွေးနွေးပါလို့ဆရာမပြောချင်ပါတယ်ဒီနှစ်ပိုင်းတွေကိုမရောက်သေးဘူးဆိုရင်လည်းပဲဒီနှစ်ပိုင်းရောက်ခံဒီ2လအလိုတဲ့ကနေပြီးတော့ကြိုတင်ပြီးတော့မှပေါ့နော်ဆင်ခြင်ရမယ်เนาะကံကြမ္မာစာတာတွေကိုစစ်ဆေးရမယ်ဒါဆရာမကပြပြီးတာဖြစ်တယ်ပေါ့နော်ကံဆိုတာအလုပ်ပဲเนาะကံကောင်းရင်ကံကောင်းခြင်းအလုပ်လုပ်ပါဆိုတာဗာလဲဆိုတော့ကာယကံကုသိုလ်တို့ပေါ့နော်ဝစီကံကုသိုလ်တို့မနောကံကုသိုလ်တို့ရှိရလေအဲ့တော့အခုဆရာမပြောပေးတဲ့ရရတွေကကာယကံရရတွေပဲလေဟုတ်တယ်မလားနော်ကိုယ်တိုင်ပြုလုပ်တဲ့ရရတွေဖြစ်တယ်အကယ်၍တကယ်အကယ်၍ပေါ့နော်ပေါ့ဒီနေ့အပိုင်းခြားတွေကိုရောက်နေလို့ကြုံတွေ့နေရတဲ့အခက်အခဲတွေရှိတယ်ဆိုရင်ဆရာမကိုပေါ့နော်Viber တော့၎င်း Messenger တော့၎င်းဖုန်းဆက်ရတော့၎င်းဆရာမဟောခန်းကိုလာပြီးတော့၎င်းဆရာမစီမှာအကူအညီလာရောက်တောင်းနိုင်တယ်ဆွေးနွေးနိုင်တယ်เนาะ